သမျှနှုတ်ခမ်းမှာဗုဒ္ဓတရားချက်မှတ်တာတဲ့လောကရှိသမျှနှုတ်ခမ်းတွေလှအောင်လို့မျိုးမျိုးနှကမ်းတွေဆိုသလိုဗုဒ္ဓတရားတွေလည်းပဲချက်မှတ်ပြီးဆိုဖို့မလိုဘူးလားရှင်ကြီးချိုတာပြောဆိုတဲ့နှုတ်ခမ်းတီတာလှဆုံးွယ်ဒါတို့သမီးတို့ရည်ကြီးပြောရမယ်နေရာထိုင်တာအစနော်ရည်တာအစနော်သွား36ကြောင်ပေါ်မရှိတဲ့တော့လည်းပဲစီမရေတာအင်္ဂလိပ်နဲ့ရှောက်ပါတယ်သမီးတို့ကတော့ပြီးနေတာထပြီးတော့ခါတဲ့အဝကိုရောက်ခလုတ်တိုက်ပြီးမှောက်ပြီးထူကွဲပဲနော်အဲ့ဒါမှမင်းစီလည်းကွဲကိုအင်္ဂလိပ်ရှိရဒါကြောင့်လူငယ်များတို့စက်တရီရှိဖို့တို့ရွာကိုရရွာစက်တရီရှိဖို့တို့စီဦးရဲ့ကိုစက်တရီရှိဖို့အတွက်အမိုက်ဒီဘလောက်အမိုက်ကအမိုက်နေရာနော်ဗရစီကဗရစီနေရာပြီးဘုံကြောင့်ဝင်တယ်လို့ပြောထားတာတော့ငယ်ငယ်လေးတွေကစနစ်ရှိမှဂျပန်နိုင်ငံကကျောင်းသားတော်တွေဆိုအဲ့ဒီစနစ်ရှိတယ်တွေ့ကြအောင်ပြုမိုက်ဘူးလို့ရောက်အောင်ပြတာလမ်းသွားလည်းပြမထားဘူးသူ့ရဲ့နေရာလေးတွေလို့ပြောနော်အဲ့ဒါလေးပြင်ရမှာတရားရွတ်ဆိုကြက်မှန်လို့ဒုနှုတ်ခမ်းနဲ့လှပြီဆိုတဲ့တရားသာတွေရွတ်တော်ကနှုတ်ခမ်းတွေကလှမနေဘူးလားဟုတ်ပြီဘယ်ဒီဘက်ကမင်္ဂလာရှိသောဥပုသ်တွေတဲ့ဒီနေ့ကြပြအသေးလေးတစ်ခုပြီးမယ်နော်ကြပြရဲ့နာမည်ကဘာလဲတော့ဒီကြပြလေးတွေသိပြီးသွားရင်သားတို့သမီးတို့ဒီနေ့ကတတိယကနေ့ဆိုတော့သားတို့သမီးတို့ကိုဒီမှာဓမ္မသကုဆရာမ၃ယောက်